ဘဝဆိုတာဒီလိုပါပဲအောင်မြင်ဖို့ကြိုးစားခြင်းရှုံးနေခြင်းကိုမညှို့ညင်ရဘူးပျော်ရွှင်ဖို့ကြိုးစားခြင်းဝမ်းနည်းခြင်းကိုမညှို့ညင်ရဘူးသူများထက်တာခြင်းကိုယ်ထက်တာတဲ့သူအပြောခံနိုင်ရမယ်ဘဝဆိုတာကြမ်းတမ်းပါတယ်လိုအပ်ချက်တွေများစွာနဲ့ကိုကအဲ့ဒီလိုအပ်ချက်ကိုဖြည့်စွက်နိုင်မှရမယ်ကိုသွားနေတဲ့ပန်းတိုင်းကိုရောက်ချင်ကိုမသွားခြင်းနဲ့ပန်းတိုင်းကိုလည်းရှောက်ရမှာပါပဲအမြင့်ကိုရောက်ချင်အောက်ခြေကိုခံအောင်အရင်လှုပ်တင်ပါရည်ရွယ်ချက်ရှိနေသိခံနိုင်ရမယ်ရှင်တန်ခြင်းတည်ဆုံးရောမှလည်းမကြောက်အောင်ချမ်းသာခြင်းဆင်းရဲတဲ့တန်ခံနိုင်ရမှာအရာရာတိုင်းကိုပိုင်ဆိုင်ခြင်းစွန့်လွတ်ဖို့လဲဝင်မလေးရဘူးဂုံတစ်ခုအတွက်နဲ့လဲကိုယ့်ဘဝကိုမရင်းလိုက်ပါနဲ့အတိုင်းဝိုင်းကြီးတဲ့စီကိုသွားခြင်းအတိုင်းဝိုင်းငယ်လေးတွေကြားမှာလဲ